တကယ်လို့ဘာသာကဘာသာသဘောကျနေတဲ့မိန်းကလေးတယောက်ရဲ့အချစ်ကိုရဖို့အတွက်ဘာသာအနေနဲ့ပတ်စံနေရှိဖို့လိုအပ်တယ်ရုပ်ရည်ပိုင်းဆိုင်ရာအတင့်တင့်ရှိဖို့လိုအပ်တယ်ငွေကြေးပိုင်းဆိုင်ရာပြည့်စုံဖို့လိုအပ်တယ်လို့ထင်နေတယ်ဆိုလို့ရှိရင်ဘာသာဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားပါလားကျွန်တော်တို့ယောက်ျားလေးတော်တော်များများမှားနေတဲ့အချက်တစ်ချက်ကကျွန်တော်တို့သဘောကျတဲ့မိန်းကလေးတယောက်ကိုလိုက်တဲ့အခါမှာကျွန်တော်တို့ရုပ်ရည်ရှိဖို့လိုအပ်တယ်ငွေကြေးတွေရှိဖို့လိုအပ်တယ်ချမ်းသာကြွယ်ဝဖို့လိုအပ်တယ်အဲ့လိုမျိုးထင်တတ်ကြတယ်ဗျတကယ်လည်းအဲ့ဒီအချက်တွေကကျွန်တော်မိန်းကလေးတယောက်ရဲ့အချက်ကိုရဖို့အတွက်အခြေခံသဘောတရားအဆင့်မှာပဲရှိရပါသားတကယ်လည်းမိန်းကလေးတယောက်ရဲ့အချက်ကိုရမှာကကြတော့ဘာသာအနေနဲ့ဆွဲဆောင်မှုရှိယောက်ျားတယောက်ဖြစ်ဖို့လိုအပ်တယ်ကျွန်တော်ပြောတာကိုဘာသာအနေနဲ့နားရှုပ်သွားလားကျွန်တော်အဓိကဆိုလိုခြင်းကဘာသာကိုဘာသာဒီထက်ပိုကောင်းတဲ့ယောက်ျားတယောက်ဖြစ်အောင်ပြုပြင်ပြောင်းလဲလိုက်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ဘာသာကိုအဲ့ဒီအချက်တွေပြောင်းလဲဖို့အတွက်အဓိကလိုအပ်တဲ့အချက်တွေကိုကျွန်တော်ပြောပြပေးရမယ်ကျွန်တော်ပြောတဲ့အချက်တွေကိုဘာသာအနေနဲ့တခြားစဉ်းစားပြီးတော့ကျွန်တော်ပြောတာဟုတ်မဟုတ်ဘူးအကဲခတ်ကြည့်ပါနံပါတ်1ချက်ဘာသာရဲ့ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲပါကျွန်တော်ပြောတဲ့ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲတယ်ဆိုတာကကျွန်တော် weight တွေအများကြီးမှားရမယ်ကျွန်တော်ခန္ဓာကိုယ်ကြက်သားတူကြီးအကြီးကြီးဖြစ်ရမယ်model တယောက်လိုမျိုးချောမောနေရမယ်အဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးဗျာကျွန်တော်အဓိကပြောချင်တာဘာကြောင့်လဲဆိုတော့ဘာသာအနေနဲ့ဗျာဘာသာခန္ဓာကိုယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်လူကြားတဲ့သွားတဲ့အခါဖြစ်ဖြစ်သူတစ်ဖြစ်ဗျာယောက်ျားလေးတွေရှက်တက်ကြတယ်ဗျာမိန်းကလေးတွေအများကြီးရှိရနေအောင်သွားတဲ့ခါကြလို့ရှိရင်နည်းနည်းရှက်ကိုရှက်ကန်ဖြစ်တတ်တယ်ဒါကယောက်ျားလေးအများစုမှာအဲ့လိုမျိုးတော့ရှိလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဗျအဲ့တော့အဲ့လိုသွားတဲ့အခါကြလို့ရှိရင်ဘာသာအနေနဲ့ကိုယ့်ကိုယ်ယုံကြည်မှုရှိနေဖို့လိုအပ်တယ်ဥပမာဗျာဘာသာကခန္ဓာကိုယ်ကအယမ်းဝနေတယ်ဒါမှမဟုတ်အယမ်းပိန်နေတယ်အဲ့လိုမျိုးသွားရဆိုလို့အဲ့လိုမျိုးအခြေအနေပါဆိုလို့ရှိရင်ဘာသာအနေနဲ့ကိုဗစ်နဲ့ရှိမှာမဟုတ်ဘူးမိန်းကလေးတွေရဲ့ energy ကကြတော့ကျွန်တော်ယောက်ျားလေးတွေရဲ့ဘယ်လိုပြောလဲကျွန်တော် masculine energy ရဲ့ဆွဲဆောင်မှုတော့ကိုလိုက်ကြတယ်ဗျယောက်ျားလေးတယောက်အတွက်ယုံကြည်မှုကအရေးကြီးတယ်ဗျာအဲ့တော့ဗျာအနေနဲ့ပုံမှန်နေ့စဉ်ကျွန်တော်လေ့ကျင့်ခန်းလုပ်တာမျိုးကျွန်တော်တို့ဂရင်းတန်ရှင်းရေးကိုတခြားလုပ်တာမျိုးကျွန်တော်တို့ယောက်ျားလေးတွေမှာချွေးနှံတွေထွက်တတ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် roll ကိုသုံးတာမျိုးကျွန်တော်ခန္ဓာကိုယ်ကိုလေ့ကျင့်ခန်းပုံမှန်လုပ်နေကြကဘာသာအနေနဲ့လောက်ပါများလာတဲ့ခါကျတော့ရှင်ကိုဖီနဲ့ရလာလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်ဘာသာကတင်ရင်ရင့်ကျက်တဲ့လူစီကံရှိတဲ့လူဆွဲဆောင်မှုရှိတဲ့လူယောက်ျားတစ်ယောက်အနေနဲ့ဖြစ်သွားလိမ့်မယ်ဘာသာအဲ့လိုတင်ရင်အေးဆေးနေတဲ့ယောက်ျားလေးတစ်ယောက်ကဘလို့နေမိန်းကလေးအတွက်ဆွဲဆောင်မှုရှိတယ်ဘာသာမိန်းကလေးတိုင်းရဲ့အိမ်မက်ကအဲ့လိုယောက်ျားလေးအမျိုးသားပဲနံပါတ်2ချက်ဘာသာကိုဘာသာမြင်နေတဲ့အမြင်တွေကိုပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဘာသာအနေနဲ့ငါကမပြည့်ဝသေးဘူးငါကဒီထက်ပိုပြီးတိုးတက်ဖို့လိုအပ်နေတယ်ငါပုံစံလေးတော့ဒီလိုမျိုးဖြစ်မှာမဟုတ်ပါဘူးကွာအဲ့လိုမျိုးတွေထင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအမြင်တွေကိုပြောင်းလဲဖို့လိုအပ်တယ်ဘာသာကျွန်တော်ပြောပြမယ် confidence ဆိုတဲ့ယုံကြည်မှုကအဲ့လိုအရာတွေကနေကိုက perfect ဖြစ်သွားမှဖြစ်လာတဲ့အရာမျိုးတွေမဟုတ်ဘူး brother ဘာသာအနေနဲ့ကိုယ်တည်တည်လေးတွေကိုတေချာချမှတ်ပြီးတော့ဒီအရာတွေကိုပြုပြင်ပြောင်းလဲနိုင်တယ်ဥပမာဘာသာအနေနဲ့ဂျင်းကိုပုံမှန်ကစားမယ်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကိုအမြဲပြုပြင်ပြောင်းလဲနေမယ်ကျွန်တော်တို့တရားများများထိုင်မယ်အလုပ်အကိုင်တွေအောင်မြင်အောင်ကျွန်တော်ကြိုးစားမယ်အဲ့ဒါတွေကိုလေ့ကျင့်နေတဲ့ဘာသာအနေနဲ့ပြုပြင်လာမယ်ဆိုလို့ရှိရင်အဲ့ဒီ confidence ဆိုတဲ့အရာအလိုလိုတက်လာလိမ့်မယ်အဓိကကျွန်တော်တို့အသိမှတ်ပြုဖို့လိုအပ်တယ်ဆိုတော့ဘာသာကိုသိအောင်ပြောချင်တာအဲ့ဒီအလေးအကျင့်ကနေပြီးတော့ရတဲ့ confidence ကဘယ်ဟာနဲ့မှအစားထိုးလို့မရအောင်အဲ့ဒါကိုမိန်းကလေးတွေသုံးတဲ့စကားလုံးရှိတယ်အဲ့ဒါကတော့ present ဘာသာရဲ့ဖြစ်တည်မှုအဲ့ဒီအရာအရန်တန်မှုရှိရဗျာဥပမာဗျာသူတို့တခြားတနေရာရောက်သွားပြီဆိုလို့ရှိရင်ဘာသာရဲ့အကျင့်စရိုက်လေးနဲ့ဘာသာရဲ့အမှုကျင့်နဲ့မတူတဲ့လူဆိုလို့ရှိရင်သူဆိုလို့ရှိရင်တော့ဒီလူမျိုးလေးပါလားသူကတော့ငါ့ပေါ်ဒီလူမျိုးလေးဆက်ဆံခဲ့တာအဲ့လိုမျိုးအနေနဲ့မိန်းကလေးတွေရဲ့စိတ်ကိုဘာသာနဲ့ဖန်ဆားနိုင်တယ်။ဘာလို့လဲဆိုတော့မိန်းကလေးတွေက emotion နဲ့နေတာဗျာသူတို့ကိုဘလို့ယောက်ျားလေးကဘလို့ခံစားချက်ပေးတယ်။အဲ့ဒီအရာကအရေးကြီးတယ်။ဘာသာအနေနဲ့ကိုဖီနဲ့ရှိတဲ့ယောက်ျားတစ်ယောက်ဆိုလို့ရှိရင်အဲ့ဒီ emotion ကအလိုလိုပေးပြီးသားဖြစ်သွားလိမ့်မယ်။အဲ့ဒါဆိုလို့ရှိရင်ဘာသာတစ်ခုစဉ်းစားကြည့်။ကျွန်တော်အပြင်လောကမှာဗျာအဲ့ဒီယောက်ျားကချောလဲချောတယ်ကျွန်တော်တို့ပစ္စည်းဥစ္စာလည်းကျွဲသွားတယ်တိုက်တွေကားတွေလည်းရှိတယ်ဒါပေမဲ့သူတို့ချစ်တဲ့ကောင်မလေးတွေအချစ်ကိုမရ
ကောင်မလေးတွေကသူတို့ချစ်တဲ့ကောင်လေးတွေကိုပဲချစ်ကြတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ fake confidence တွေကအစင်မပြေဘူးဆိုတာဘာသာအနေနဲ့သဘောပေါက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့မလိုလားအပ်တဲ့ဟန်ပန်တွေကမလိုအပ်ဘူးဗျာသားအဲ့ဒီဟန်ပန်တွေမလိုအပ်ဘူးဘာသာနေ real ဘာသာ real confidence ကိုတိဆောက်ဖို့လိုအပ်တယ်အဲ့ဒီຢာအချိန်တစ်ခုပေးရကောင်ပေးရနိုင်တယ်ဒါပေမဲ့အဲ့ဒီຢာဘာသာ go ပဲကျွန်တော်အနေနဲ့ဆိုရင်အဲ့ဒီຢာကိုကျွန်တော် diamond လို့သတ်မှတ်တယ်အဲ့တော့နံပါတ်3အချက် first impression လို့ခေါ်တယ်ပထမအဆုံးမြင်တဲ့အမြင်ကအရေးကြီးတယ်ငါတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲမိန်းကလေးတွေက emotion သမားတယ်အဲ့ဒီကြောင့်မို့လို့သူတို့စီမှာကစစ်ဆန့်ဆိုတဲ့ကျွန်တော်တို့စက်တမအာယုံရှိတယ်ဗျာဒါသူတို့ရပထမဆုံးဘသူ့ကိုပဲစပြီးတော့မိတ်ဆက်ဘသူနဲ့ပဲအပေါင်းအသင်းလို့ဘယ်နေရာမှာဘသူနဲ့ပဲတွေ့သူတို့အရန်ဆက်စုတက်ကြတယ်ကျွန်တော်တို့ကိုတိုက်ရိုက်မပြောဘူးဆိုတော့သူတို့ကသူ့ရဲ့စကားပြောပုံဆိုပုံသူ့ရဲ့အဝတ်စားဝတ်ဆင်ထားပုံသူသွားလာပုံဒါတွေကိုသူတို့ကဒီတေးချက်ချကျွန်တော်တို့ကိုစောင့်ကြည့်နေတတ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အဝတ်အစားကိုတသက်ရဝတ်ဆင်တာညနာမှာရှိတဲ့ရောခန္ဓာကိုယ်မှာရှိတဲ့အမွှေးမြင့်တွေကိုထိန်းသိမ်းပြုပြင်တာဒါတွေလုပ်ဖို့လိုအပ်တယ်ဗျာဘာသာအနေနဲ့သူနဲ့ပထမဆုံးစတိတ်တဲ့နေ့မှာအဲ့လိုမျိုးခန္ဓာကိုယ်ကလည်းအဝတ်စားတသက်ရမွေးထားဘူးဝတ်ပုံစားပုံကလိုအပ်နေတယ်ဗျာစကားပြောပုံဆိုပုံကလည်းအဆင်မပြေဘူးလွတ်ထွေးမှုမရှိဘူးဆိုလို့ရှိရင်ဘာသာဘယ်ထဲရောက်အောင်လဲဆိုသူတို့တွေတတ်မှတ်ထားတယ် friend zone နဲ့ရောက်သွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့မိန်းကလေးတွေကိုတခုတည်ထားမှာကကျွန်တော်တို့ပဲလိုက်နေမှာမဟုတ်ဘာသာမှာဘာသာပြိုင်ပတ်တွေအများကြီးရှိတယ်အဲ့ဒီထဲမှာသူတို့ကဘုသူ့ပဲရွေးမှာလဲဆိုတော့သူတို့ကိုခံစားချက်ကောင်းကောင်းပေးပြီးတော့ confidence ရှိတဲ့ယောက်ျားလေးကိုပဲရွေးမှာဗျာဒါအဲ့မှာရုပ်ချောတာတွေပတ်စံအောင်စားကျွဲရတာတွေအဲ့ဒါတွေမပါဘူးအဲ့ဒီချက်ကိုဘာသာအနေနဲ့တတိထားဆင်ခြင်မှုလိုအပ်တယ်အဲ့တော့ဘာသာအနေနဲ့သူနဲ့ပထမဆုံးတွေ့ခဲ့ဘူးတော့ကပေါက်ကြရတယ်လုပ်ခဲ့ပြီးတော့အခုတစ်ချိန်တွေ့တဲ့ချိန်မှာဘာသာကအဝယ်စားရလည်းပြင်းပြင်းစင်စင်ဝတ်ဆင်တယ်စကားပြောတဲ့ခါမှာလည်းရီရီမုံမွင်ရှိတယ်ဟာသားတွေလည်းလုပ်ပြီးပြောတတ်တယ်နောက်ပြီးတော့ဘာသာကွန်ဖီဒန့်လည်းရှိလာပြီဆိုလို့ရှိရင်ဘာသာကိုအရင်တော့မြင်နေတဲ့အမြင်နဲ့ချက်ချင်းပြောင်းလဲသွားလိမ့်မယ်မိန်းကလေးရဲ့စိတ်ကအဲ့ဒါပဲဘာသာကကွန်ဖီဒန့်ရှိလာပြီဆိုတော့ねသူတို့စိတ်ကအလိုလိုပြောင်းလဲသွားတာနံပါတ်4ချက်ဘာသာအနေနဲ့ social ကောင်းအောင်လုပ်ပါပေါင်းသင်းဆက်ဆံရေးကောင်းတာကလည်းမိန်းကလေးတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်စေတယ်ဘာသာကျွန်တော်တို့ယောက်ျားလေးအများစုမှားကြတာကကျွန်တော်မာနကိုတလွဲထားကြတာဗျဘယ်လိုမျိုးလဲဆိုတော့ငါနဲ့ level 2မှငါနဲ့ level မတူအဲ့လိုလူအဲ့ဒီခါရောငါနဲ့ level 2ရဲ့လူနဲ့မှပေါင်းမယ်ငါထပ်ပို့ပြီး level မြင့်တဲ့လူနဲ့မှပေါင်းမယ်အဲ့လိုမျိုးကဘာသာရဲ့ဘယ်လိုပြောလဲအိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအဆင်ပြေတယ်ဆိုပေမဲ့ကျွန်တော်တို့ communication တကယ်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာအဲ့ဒီအရာအဆင်မပြေဘူးဗျာကျွန်တော်ပြောချင်တာပါလဲဆိုတော့ဘာသာကအဲ့လိုလူရွေးပေါင်းနေမယ်ဆိုလို့ရှိရင်ဘာသာကအဲ့ဒီကိုနဲ့မတူတဲ့လူတွေရဲ့နေပယ်ကိုမမြင်နိုင်တော့ဘူးဘာသာအနေနဲ့စိတ်ကိုဖွင့်ထားပြီးတော့ open mindset နဲ့ထားမယ်ဆိုလို့ရှိရင်ဘာသာမသိသေးတဲ့အကြောင်းအရာတွေတခြားနယ်ပယ်ကလူတွေဘလို့ရှင်းသန်နေတယ်ဆိုတာတွေကဘာသာဘုသူတ္တအနေနဲ့သိလာပါတယ်အများကြီးရှိတယ်ဘာသာအဲ့တော့ဘာသာအနေနဲ့ဘယ်ချိန်မှဘလို့ပြောမယ်ငါတော့ဘသူနဲ့ပဲပြောမယ်အဲ့လိုမျိုးမလုပ်နဲ့ဘာသာပတ်ဝန်းကျင်မှာတွေ့တယ်ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်နယ်ပယ်ကလူနဲ့ပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံကြည့်ပါသူတို့နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါဘာသာသိတဲ့ဟာတွေ sharing လုပ်ကြည့်ပါသူတို့တွေပြောတဲ့ခါကျလို့ရှိရင်လည်းဘာသာအနေနဲ့တခြားနားထောင်ကြည့်ပါအဲ့လိုလုပ်ချင်ရပဲဘာသာ communication တွေတက်လာလိမ့်မယ်လူချင်းလူခင်တွေပေါ်လာလိမ့်မယ်နောက်ပြီးတော့သူတို့နယ်ပယ်မှာရှိတဲ့အကြောင်းအရာတွေဘာသာကသိပါတဲ့ကြောင့်မလို့ဘယ်ရောက်ပဲလို့ဘာသာတကွက်ကြော်ပြီးတော့မြင်ရလိမ့်မယ်အဲ့လိုပေါင်းတဲ့ဆက်ဆံရေးတွေကောင်းလာတဲ့အခါမှာဘာသာအနေနဲ့မိန်းကလေးတွေနဲ့စကားပြောတဲ့အခါမှာလည်းပြောရဲဆိုရဲရှိလာလိမ့်မယ်ကိုဖီဒန့်တက်လာလိမ့်မယ်ဘာသာနံပါတ်5ဘာသာရဲ့ image ကိုတိဆောက်ပါလောလောဆယ်ဘာသာနာမှာဘယ်သူမှမရှိဘူးဘာသာအားပေးမဲ့လူမရှိဘူးဆိုလို့ရှိရင် okay ငါ့ကိုအားမပေးလိုက်ရတယ်ကိစ္စမရှိဘူး I don't care အဲ့လိုနေပြီးတော့ဘာသာအနေနဲ့
ကိုယ့်ကိုယ်တယောက်တည်းပဲကြိုးစားအကုန်လုံးကိုဘာသာလှစ်လျူရှုထားပါဘာသာဖြစ်ကျင်တဲ့အရာကို focus ထားပြီးတော့လုပ်ပါကျွန်တော်တို့စကားပုံရှိတယ်မလားတစ်တပင်ကောင်းငှက်တောင်းနာတဲ့အဲ့တော့ဘာသာအနေနဲ့ကိုယ့်ကိုယ်ပဲပြုတ်ပင်ပြောင်းလဲနေပါကျွန်တော်တို့ main ကလေးနဲ့ကြားလေးဆိုတာကအမြဲတမ်းလိုက်တက်လို့ပဲစွဲငင်မှုဆိုတာရှိနေတယ်ဘာသာconfidence တွေတက်လာပြီး aura တွေတက်လာပြီဆိုလို့ရှိရင်ဘာသာရဲ့ပုံကံတွေတက်လာပြီဆိုလို့ရှိရင် main ကလေးတွေအလိုလိုနေဘာသာကိုမျက်စိကျလာလိမ့်မယ်ဘာသာကဘယ်နေရာပဲပုံနေဘာသာဘာတွေလုပ်နေလဲဘာသာဘာတွေဖြစ်နေဘယ်သူနဲ့ဆက်သွယ်နေလဲသူတို့စိတ်ထဲမှာအလိုလိုသိကျင်စိတ်တွေဖြစ်လာလိမ့်မယ်ဒီမှာအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘာသာရဲ့အချိန်တွေကိုကုန်စေတယ်ဘာသာရဲ့ energy တွေကိုကုန်ခန်းစေတယ်ဥပမာဗျာအလကားနေသူတို့နဲ့စကားပြောပြီဆိုလို့ရှိရင်သူတို့ကအမြဲတမ်းညီးတွားနေတယ်နောက်ပြီးတော့ဘာသာလှုပ်ချင်တဲ့ဟာကိုလည်းကောင်းကောင်းလှုပ်ခွင့်မရအောင်သူတို့နဲ့စကားပြောပြီးသွားဆိုရှင်ဘာသာကဘာမှလှုပ်ချင်ကန်ချင်သိမရှိတော့ပဲအဲ့ရထဲမှာလဲပြစ်လိုက်ချင်တဲ့စိတ်တွေပါပေါက်လာတယ်ဘာမှမသိတော့ဆိုဘာသာစိတ်တွေရှုပ်သွားတယ်အဲ့လိုဖြစ်စေတဲ့လူတွေကိုဘာသာတတိထားတော့အဲ့လူတွေနဲ့ခက်ဝေးမှနေဘာလို့လဲဆိုတော့ဘာသာတိုးနဲ့ဆက်ပြီးပေါင်းနေမှဆိုလို့ရှိရင်ဘာသာရဲ့ energy တွေ confidence တွေကကျွန်တော်ထင်တယ်လို့ကြိုးစားတယ်လို့မရောက်ပဲနဲ့မအောင်မြင်ပဲဖြစ်နေတယ်လေအဲ့လိုလူတွေကိုဘာသာအနေနဲ့ရှောင်ပြီးသွားရဆိုလို့ရှိရင်ဘာသာရွေးချယ်ရမယ့်လူကဘယ်လိုလူလဲဆိုတော့ဘာသာကိုရင်ပတ်နဲ့ပေါင်းတဲ့လူတွေနောက်တစ်ခုကကြတော့ဘာသာဖြစ်ချင်တဲ့အရာတွေကိုဗျာသူတို့ကအမြင့်ရောက်အစွဲတင်မဲ့သူတွေအဲ့လိုလူတွေကိုပဲတခြားရွေးပြီးတော့ပေါင်းဖို့လိုအပ်တယ်သူတို့ဘက်ကအကူအညီတစ်ခုခုလိုအပ်ခဲ့တယ်ဆိုလို့ရှိရင်ဘာသာဘက်ကနေပြီးတော့ကိုတက်ဆန်တဲ့လောက်အကောင်းဆုံးသူတို့အကူအညီပါဗျာနံပါတ်6ဘာသာကိုစိတ်ဖိစီးစေမဲ့အရာတွေဘာသာကိုတိမ်ငယ်စေမဲ့အရာတွေကိုဘာသာအနေနဲ့ဖြတ်တောက်ပြပါဗျာဘာသာအနေနဲ့တတ်နိုင်တယ်လို့ attention တွေရှော့ချဖို့လိုအပ်တယ်ဥပမာဗျာဘာသာကလုပ်ငန်းခွင်တစ်ခုမှာအရာတွေကောင်းကောင်းလက်စောကောင်းကောင်းနဲ့ရနေတယ်ဒါပေမဲ့ဘာသာကအပြင်ရောက်သွားတယ်ဘာသာတက်တူရွယ်တူယာတူတူပဲတခြားလုပ်ငန်းခွင်မှာရှိနေတဲ့သူတွေရောက်ကဘာသာဆက်ပို့ပြီးတော့လာစားတွေကောင်းတယ်အခွင့်အရေးတွေပို့ပြီးရနေရဆိုတော့ဘာသာသိရရင်ဘာသာပထမဆုံးအနေနဲ့ကိုယ့်ကိုယ်မကျင့်တတ်တော့ငါကဘာမှမှားနေလို့လဲဆိုပြီးတော့သူများနဲ့ကိုယ့်ကိုယ်နှိုင်းယှဉ်မိလိုက်တယ်အဲ့ဒီခါမှာကျွန်တော် depression ဆိုတာတွေကဝင်လာတယ်ဗျအဲ့ဒီအရာက confidence ကိုချစေတယ်အဲ့တော့ကိုယ့်ကိုယ်သူများနဲ့နှိုင်းယှဉ်နေမဲ့အစားဘာသာရဲ့လက်ရှိဘာရှင်ကိုပို့ပြီးကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားတာမျိုးဘာသာရဲ့လှုပ်ချင်ခဲ့တဲ့ဝါသနာတွေကိုအကောင့်ထဲပေါ်တာမျိုးဘာသာရဲ့ပညာရပ်ဆိုင်ရာမှာဒီထက်ပိုပြီးအခွင့်အရေးတွေရလာအောင်ကြိုးစားနေတာမျိုးဒါမှမဟုတ်စာပေတွေဖတ်တာမျိုးဒီလိုမျိုးတွေလုပ်တင်တယ်ဗျနောက်တစ်ခုက social media တွေကို short သုံးရမယ်ယနေ့ခေတ် social media တွေကကျွန်တော်တို့ attention ကိုရဖို့အတွက်နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေအများကြီးပါသွားတယ်အဲ့တော့ brother ရဲ့ attention တွေတခြားနေရာတွေကိုလွတ်မသွားဘဲနဲ့ဘာသာဘဝတိုးတက်ဖို့အတွက်ဘာသာရဲ့ပညာရေးတွေပို့ပြီးတော့ထူးချွန်မှုအတွက်အဲ့ဒီနေရာတွေမှာ attention ကိုထားသင့်တယ်အဲ့လို attention ထားလိုက်မယ်ဆိုလို့ရှိရင်ဘာသာစိတ်ဖိစီးတာတွေလည်းအလိုလိုပျောက်သွားလိမ့်မယ်နံပါတ်9ဘာသာရဲ့ပုံစံကိုပြောင်းစရာမလိုပါဘူးဘာသာလက်ရှိနေတဲ့ပုံစံလေးကိုပဲဒီထက်ပိုပြီးကောင်းအောင်ဒီထက်ပိုပြီးတော့ဘာသာပြီးတောင်းကြိုးစားဖို့ပဲလိုတာပါလူတွေကိုအမှန်တကယ်ဆွဲဆောင်မှုရှိနေတာကသူတို့ပြောတဲ့စကားလုံးတွေမဟုတ်ဘူးဗျသူတို့တွေရဲ့ energy ကဆွဲဆောင်မှုရှိနေတာကျွန်တော်တို့လူတိုင်းမှာကိုယ်ပိုင် style ဆိုတာရှိတယ်ဗျဥပမာဘာသာက social media မှာတစုံတစ်ယောက်ကိုတွေ့ပြီးတော့သူ့ရဲ့ပြောပုံဆိုပုံနေပုံထိုင်ပုံသဘောကျပြီးဘာသာကအဲ့ဒီအတိုင်းလိုက်နေတယ်ပဲထားအဲ့ဆိုလို့ရှိရင်ဘာသာရဲ့ပုံစံကပျောက်သွားအောင်သူများရဲ့ပုံစံကြီးဖြစ်နေအောင်နော်အဲ့ခါကျလို့ရှိရင်ကိုယ့်ကိုယ်လည်းဘာသာမမြင်ရတော့ကိုယ့်ကိုယ်ပျောက်ဆုံးသွားတတ်တယ်နောက်ပြီးတော့သူများပုံစံကြီးနဲ့ကိုယ်ကနေနေတဲ့ကြောင့်မလို့ကိုယ်ကလည်းတောက်တာဖြစ်မနေတော့ဘူးအဲ့တော့အရေးကြီးဆုံးချက်ကကိုယ်ကသူများပုံစံကိုကူးယူစရာမလိုကိုယ်မှာရှိရင်ဆိုကိုယ့်ရဲ့ပင်ကိုယ်စတိုင်ကိုပဲဒီထက်ပိုပြီးကောင်းအောင်ဒီထက်ပိုပြီး energy full ဖြစ်အောင်ကြိုးစားဖို့ပဲလိုတာအဲ့တော့ brother ရဲ့ energy ကိုပိုပြီးကောင်းလာအောင်လုပ်ပေးနိုင်တဲ့ပတ်ဝန်းကျင်မှာပဲ brother ရှင်းတတ်ပါအဲ့လိုမျိုး brother ကိုတောက်ဖြစ်စေတဲ့အရာမျိုးတွေများများလုပ်ပေးပါအဲ့လို brother ရဲ့ energy တွေကောင်းလာတဲ့ခါကျလို့ရှိရင် brother ရဲ့ဥဆောင်နိုင်စွမ်းရပြောင်မြောက်လာလိမ့်မယ်
ဘယ်နေရာမှာမဆိုအမှားနဲ့မှကိုကိုယ်ပဲပြဘာသာအနေနဲ့ဝေဖန်ပိုင်းခြားတက်လာလိမ့်မယ်အဲ့လိုမျိုးပိုင်းခြားတက်လာပြီဆိုလို့ရှိရင်ဘာသာရဲ့စိတ်ကတည်ငြိမ်လာလိမ့်မယ်တည်ငြိမ်တိုင်းနောက်ပိုင်းမှာ confidence ဆိုတာတွေဖြစ်လာလိမ့်မယ်နံပါတ်၈ရည်ရွယ်ချက်နဲ့ငွေကြေးရှိအောင်လုပ်ပါယောက်ျားတစ်ယောက်အတွက်ကယ်ရီယာနဲ့ဘဝရည်မှန်းချက်ကအဲ့ဒီယောက်ျားအတွက်အရန်ကိုအရေးကြီးရဲ့ brother ကိုကဘဝရည်မှန်းချက်ခိုင်ခိုင်မာမာရှိနေရမယ်တာဂက်တွေရှိနေရမယ် brother ရဲ့လက်ရှိရှိရင်ဆိုပညာရက်တွေ skill တွေကိုဒီထက်ပိုပြီးကောင်းလာအောင်လုပ်ရမယ် brother ရဲ့ဘဝရည်မှန်းချက်ကိုအကောင့်ထဲပေါ်စေမဲ့ပတ်ဝန်းကျင်ကောင်းအဆက်အသွယ်ကောင်းတွေကိုအချိတ်ဆက်မမိနဲ့ရှိနေရမယ်ဘယ်နေရာမှာမဆိုတိုးတက်ဖို့ကြိုးစားနေတဲ့လူတွေပေါ့တခြားပတ်ဝန်းကျင်ကလူတွေကတိတ်တိတ်လေးကြိတ်ပြီးတော့အားကျနေကြတယ်သူ့မှာရှိရဲ့ aura လို့ခေါ်တယ်ကျွန်တော်ဘုံကံကြိုးစားခြင်းစိတ်အဲ့ဒီစိတ်တွေကအရန်ကိုမှဆွဲဆောင်မှုရှိပြီးတော့လူတစ်ယောက်ကိုကျွန်တော်လူချားထဲမှာပေါ်ပေါ်တင်တင်မြင်ရလောက်တဲ့အထိသူဆွဲဆောင်မှုရှိစီတယ်ကျွန်တော်ပြောပြတဲ့အချက်ရှိချက်ကိုဘာသာအနေနဲ့ကျင်းတဲ့ဆိုလို့ရှိရင်ကျွန်တော် channel ကို like and subscribe လုပ်နိုင်ပါတယ်ဒီထက်ပိုပြီးကောင်းမွန်တဲ့ဗီဒီယိုအသစ်တွေကိုကျွန်တော်အနေနဲ့အများကြီးတင်မှုလည်းရှိပါတယ်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်